ဝါရှင်တန်ပြည်နယ်စပိုကိန်းမြို့ကအထက်တန်းကျောင်းတစ်ကျောင်းရဲ့ဘောလုံးပွဲတစ်ခုမှာမတ်ရှာနောက်ဆုံးကန်သွင်းခွင့်ကိုလွဲချော်ခဲ့ပြီးတော့သူတို့အသင်းရှုံးနိမ့်သွားခဲ့ပါတယ်။အဲ့ဒီနောက်သူ့ရဲ့အကိုဖြစ်သူအမေရိကန်မရင်းတပ်သားဂျက်ဟာစစ်ခွင့်ရပြီးတော့အိမ်ကိုပြန်ရောက်လာပါတယ်။ဂျက်နဲ့မတ်တို့ညီကိုနှစ်ယောက်ဟာသူတို့ရဲ့ဖခင်ဖြစ်သူရေးရရှိတွန်တဲ့အတူအေးချမ်းပဲမိသားစုပြန်လည်ဆုံသီးကြပါတယ်။မတ်ရဲ့ရီစာအေရီကာနဲ့တငယ်ချင်းတွေဖြစ်တဲ့ရောဘတ်ဒါရယ်ဒန်နီအပြင်ဂျက်ရဲ့ငယ်တငယ်ချင်းဖြစ်တဲ့တိုနီတို့လည်းသူတို့နားမှာရှိနေကြပါတယ်။သူတို့ပါတီမှာရှိနေတဲ့အချိန်တစ်မျိုးလုံးပြီးပြတ်သွားပြီးတော့အကုန်လုံးကလည်းဒါကိုတာမန်ကိစ္စလိုပဲသဘောထားပြီးအိမ်ပြန်လာခဲ့ကြပါတယ်။နောက်တနေ့မနက်မှာတော့မတ်နဲ့ဂျက်တို့ညီကိုနှစ်ယောက်ဟာအိမ်ပြင်ထွက်လိုက်တဲ့အချိန်မှာမထင်မှတ်ထားတဲ့မြင်ကွင်းတစ်ခုကိုတွေ့လိုက်ရပါတယ်။မြောက်ကိုရီးယားလေထီးတပ်သားတွေကသူတို့မြို့တွေကိုအစုလိုက်ပြုံလိုက်ဆင်းသက်လာတာကိုတွေ့လိုက်ရပြီးတော့တမျိုးလုံးကိုရုတ်ခတ်ပြစ်သားစေခဲ့ပါတယ်။သူတို့ရဲ့ဖခင်ဖြစ်သူရဲရရှိတွန်ကမြို့သူမြို့သားတွေကိုကူညီဖို့ကြံနေခဲ့ပြီးတော့ညီကိုနှစ်ယောက်တော့တောတွေကသူတို့ရဲ့တဲစီကိုထွက်ပြေးဖို့ပြောခဲ့ပါတယ်။ဂျန်နဲ့မတ်တို့ကတဲစီကိုထွက်ပြေးလာတဲ့လမ်းမှာမတ်ရဲ့ရီစာအေရီကာဝဝင်ခေါ်ဖို့ကြိုးစားခဲ့ပေမဲ့မြောက်ကိုရီးယားစစ်သားတွေရဲ့လိုက်လံပစ်ခတ်မှုကြောင့်အေရီကောင်မခေါ်နိုင်ခဲ့ပဲနဲ့ရောဘတ်ဒါရယ်ဒန်နီနဲ့တခြားတငယ်ချင်းတွေကိုပဲခေါ်ပြီးတော့တဲရှိအောင်လွတ်အောင်ပြေးထွက်လာခဲ့ပါတယ်။တဲစီကိုရောက်တဲ့အခါမှာတော့ခုခံလို့ရသမျှလက်နက်တွေကိုရှာဖွေခဲ့ပြီးတော့ TV သတင်းကနေတဆင့်တနိုင်ငံလုံးကိုမြောက်ကိုရီးယားတပ်တွေကျူးကျော်တဲ့အကြောင်းကိုသိခဲ့ရပါတယ်။သူတို့ကဘာလို့တင်လဲဆိုတာကိုဆွေးနွေးတိုင်ပင်ကြပြီးတော့တချို့ကလက်နက်ချတင်လို့ပြောကြရမယ်ဂျက်ကတော့ခုခံတိုက်ခိုက်ဖို့ပဲဆုံးဖြတ်ခဲ့ပါတယ်။နောက်တနေ့မနက်မှာတော့ဗိုလ်ကြီးချိုခေါင်းဆောင်တဲ့မြောက်ကိုရီးယားတပ်သားတွေကသူတို့ရှိတဲ့နေရာကိုခြေရခံမိပြီးတော့ဂျက်တို့ညီကိုနှစ်ယောက်ရဲ့ဖခင်ဖြစ်တဲ့ရဲရရှိတွန်ကိုသူတို့ရဲ့သားနှစ်ယောက်ကိုအညံ့ခံဖို့ပြောခိုင်းပေမဲ့တွန်ကသူသားတွေကိုအညံ့ခံမဲ့အစားမြောက်ကိုရီးယားတွေကိုခုခံဖို့တိုက်တွန်းခဲ့တဲ့အကြောင်းချိုရဲ့လက်ချက်နဲ့အသက်ခံခဲ့ရပါတယ်။ဖခင်အသက်ခံရတာကိုအဝေးတဲ့နေရာကကြည့်နေတဲ့ဂျက်တို့အဖွဲ့ကပို့ပြီးတော့လက်စားကြည့်လို့စိတ်ပြင်းပြလာခဲ့ပါတယ်။ဂျက်ဟာမရင်းတပ်သားဖြစ်တဲ့အတွက်စီရေးအတွေ့အကြုံရှိပြီးတော့ကျန်တဲ့လူငယ်တွေကိုတိုက်ခိုက်နည်းတွေလက်နက်ကင်ဆောင်နည်းတွေနဲ့ပျောက်ကြားစစ်စင်နည်းတွေကိုသင်ကြားပေးခဲ့ပါတယ်။သူတို့အဖွဲ့ကသူတို့ကျောင်းရဲ့အားကစားအသင်းနာမည်ဖြစ်တဲ့ Wolverine ဆိုတဲ့နာမည်ကိုအစွဲပြုပြီးတော့အဲ့ဒီနာမည်နဲ့ပဲမြောက်ကိုရီးယားတပ်တွေကိုပျောက်ကြားစနစ်နဲ့စတင်တိုက်ခိုက်ပါတော့တယ်။လူငယ်လေးနဲ့ဖွဲ့စည်းရတဲ့သူတို့အဖွဲ့ကဂျက်ရဲ့ဦးဆောင်မှုတိုင်းလုပ်ခဲ့ရမှာတော့ပထမဆုံးပျောက်ကြားစစ်စင်ရေးကိုအောင်မြင်ခဲ့ပြီးတော့မြောက်ကိုရီးယားစစ်သားတွေစီကနေပြီးတော့လက်နက်တွေကိုလည်းသိမ်းယူနိုင်ခဲ့ပါတယ်။ Wolverine အဖွဲ့ကမြောက်ကိုရီးယားစစ်သားတွေနဲ့ပူးပေါင်းဆောင်ရွက်သူတွေကိုပျောက်ကြားစတိုင်တိုက်ခိုက်မှုတွေလှုပ်ဆောင်ခဲ့ပြီးတော့တစ်ချိန်မှာတော့မြောက်ကိုရီးယားတွေနဲ့အတူရုရှားတပ်ဖွဲ့ဝင်လည်းပါဝင်နေတာကိုဂျက်ကတွေ့ရှိခဲ့ပါတယ်။အဲ့ဒါကြောင့်မြောက်ကိုရီးယားရဲ့အစီအစဉ်ကိုဖျက်ဆီးဖို့အတွက်သူတို့ဟောပြောပွဲလုပ်တဲ့နေရာကိုအလေးဝင်နိုင်ဖို့ကြိုးစားခဲ့ပေမဲ့ဗိုလ်ကြီးချိုကကြိုတင်ပြီးရေးစားမိခဲ့တာကြောင့်ဂျက်တို့အဖွဲ့ပဲပြန်ပြီးတော့အတိုက်ခံခဲ့ရပါတယ်။တစ်ဖက်မှာလည်းမက်ကဖမ်းဆီးခံထားတဲ့သူဝီဇအေရီကာကိုကယ်ထုတ်ဖို့တကူတော့ကြိုးပမ်းခဲ့ရမှာအဖွဲ့အတွက်တော်တော်လေးအနေဖြစ်စေခဲ့ပါတယ်။ဒါပေမဲ့အရသားတယောက်ရဲ့ကူညီမှုကြောင့်အေရီကာနဲ့မက်တို့နှစ်ယောက်စလုံးမြောက်ကိုရီးယားရဲ့လက်ကနေပြီးတော့တည်တည်လေးလွတ်ခဲ့ပြီးဂျက်တို့ရှိရာစကန်ကိုပြန်လာနိုင်ခဲ့ပါတယ်။စကန်ရောက်တဲ့အခါမှာတော့ဒဇိုလိုလုပ်ခဲ့တဲ့မက်ကိုဂျက်ကစူပူခဲ့ပြီးတော့မက်ရဲ့လုပ်ရတာသူတို့တစ်ဖွဲ့လုံးကိုတည်စီနေနောက်တဲ့အထိဖြစ်ခဲ့ကြောင်းပြောခဲ့ပါတယ်။နောက်တနေ့မနက်မှာတော့မတ်နဲ့အေရီကာကိုကူညီခဲ့တဲ့အရသားတအုပ်ကိုမြောက်ကိုရီးယားတပ်သားတွေကဖမ်းဆီးခဲ့ပြီးတော့ဘူဗာရင်းအဖွဲ့သားတွေကိုကူညီခဲ့တဲ့အတွက်တရှိုးလို့ဆွဆွဲပြီးလူပုံလယ်မှာပြစ်တက်ဖို့လုပ်နေတော့မှာပဲဂျက်တို့ရောက်လာပြီးတော့မြောက်ကိုရီးယားတပ်သားတွေနဲ့အပြန်အလှန်ပစ်ခတ်ခဲ့ပါတယ်။ဒီပစ်ခတ်မှုမှာလည်းဂျက်တို့ပဲအနိုင်ရခဲ့ပြီးတော့အရသားတချို့ကလည်းလေကျနေမြောက်ကိုရီးယားစစ်သားတွေစီကလက်နက်တွေကိုကောက်ပြီးတော့ဘူဗာရင်းဆိုတဲ့နာမည်ကိုတပြိုင်နက်တည်းကြွကြော်ခဲ့ပါတယ်။ဘူဗာရင်းတွေကတိုက်ပွဲမှာအောင်မြင်ခဲ့တာကြောင့်သူတို့စကမ်းကိုပြန်ပြီးတော့အောင်ပွဲခံနေတော့မှအမေရိကန်မရင်းတပ်ဖွဲ့ရတက်ချက်ကြီးအန်နီတနာဦးဆောင်တဲ့တပ်ဖွဲ့ဝင်တွေနဲ့တွေ့ဆုံခဲ့ပါတယ်။တနာတို့အဖွဲ့ကဘူဗာရင်းရဲ့ရဲမှုကိုကြားသိလို့လာရောက်ပူးပေါင်းတာဖြစ်ပြီးတော့သူတို့စိတ်ထဲမှာ Wolverine ဆိုတာကတပ်ဖွဲ့တစ်ခုလို့ထင်တာဖြစ်ပြီးတကယ်တမ်းကလူငယ်လေးတစ်စုနဲ့ဖွဲ့စည်းထားတာကိုသိရတော့ Marine တပ်သားတွေကြောင့်တော်တော်လေးကိုအံ့ဩသွားခဲ့ပါတယ်။တက်ချက်ကြီးတန်တာရဲ့ရှင်းပြချက်အရမြောက်ကိုရီးယားတွေကအမေရိကန်နိုင်ငံတွေကိုကျူးကျော်တဲ့အချိန်မှာစစ်သွေးစနစ်တွေကိုပါတခါတည်းဖျက်တောက်ခဲ့တာကြောင့်မြေပြင်ကတခြားအဖွဲ့တွေနဲ့အဆက်အသွယ်လုပ်လို့မရကြောင်းသိခဲ့ရပါတယ်။ဒါပေမဲ့မြောက်ကိုရီးယားတွေကတော့အထူးဆက်သွယ်ရေးပစ္စည်းတစ်ခုကိုတုံးပြီးတပ်ကူတွေခေါ်နေတာကြောင့်တနာတို့အဖွဲ့ကအဲ့ဒီဆက်သွယ်ရေးပစ္စည်းတစ်ခုကိုခိုးယူဖို့ကြိုးစားနေကြတာဖြစ်ပြီးတော့ Wolverine တွေရဲ့အကူအညီကိုတောင်းခံခဲ့ပါတယ်။ဂျက်ကလည်းသဘောတူညီခဲ့ပြီးတော့မြောက်ကိုရီးယားတွေစကန်ချလာတဲ့နေရာကိုရောက်တဲ့အခါမှာတန်နာတို့မရင်းတပ်ဖွဲ့ကအခြေအနေကိုကြည့်ပြီးအစီအစဉ်ချနေကြပေမဲ့ဂျက်တို့ကတော့တိုက်နှစ်ခုကိုခုန်ကူးပြီးမြောက်ကိုရီးယားအဆောင်တွေကိုရှင်းလင်းခဲ့ပါတယ်။တန်နာတို့ကိုယ်တိုင်လည်းဒီကလေးအဖွဲ့ရဲ့ရဲမှုကိုမျက်မြင်တွေ့ခဲ့ရတာကြောင့်သူတို့ရဲ့ဦးဆောင်မှုတိုင်းခေါမိုးတက်ကနေစပြီးတော့စကန်တစ်ခုလုံးဝင်ရောက်စီးနင်းခဲ့ပါတယ်။ဒီတိုက်ခိုက်မှုတွေမှာမြောက်ကိုရီးယားတွေရဲ့ဆက်သွယ်ရေးကိရိယာကိုသိမ်းယူနိုင်ခဲ့ပြီးဂျက်ကလည်းဗိုလ်မှူးချုပ်ကိုအပြတ်ရှင်းနိုင်ခဲ့ပါတယ်။ဒါပေမဲ့တိုက်ခိုက်နေတဲ့အချိန်အတွင်းမှာသူတို့အဖွဲ့တွေကဒါရဲရဲ့ခန္ဓာကိုယ်ထဲမှာခြေရကန်ဆက်ထည့်ပေးလိုက်တာကိုတော့ဘယ်သူမှသတိမထားမိခဲ့ကြပါဘူး။စကန်ရှိရာကိုဒါတွေပြန်ရောက်လာတဲ့အခါမှာတော့အနောက်ကခြေရခံပြီးလိုက်လာတဲ့မြောက်ကိုရီးယားတွေကဂျက်တို့ရဲ့စကန်ကိုလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ပြီးတော့ဒီတိုက်ခိုက်မှုမှာတော့ဂျက်ကိုယ်တိုင်မှာအသက်ဆုံးရှုံးခဲ့ရပါတယ်။ကြံနေသေးတဲ့အဖွဲ့သားတွေလည်းဘေးလွတ်ရာကိုအမြန်ပြေးခဲ့ကြပြီးတော့တနေရာရောက်မှာတော့ရန်သူအဖွဲ့တွေသူတို့တီနေရာကိုဘလို့တတိထားမိသွားလဲဆိုတာကိုပြန်ပြီးတော့စဉ်းစားခဲ့ကြပါတယ်။ဒီခါမှဒါရဲတန်အောင်တတိထားမိကြပြီးကြည့်လိုက်ရမှာဒါကဓာတ်တန်ရန်တသက်မဟုတ်ဘဲနဲ့အထဲမှာခြေရကန်ဆက်ပါထည့်ပေးလိုက်ကြအောင်သိလိုက်ရပါတယ်။ဒါတွေကသူတို့အဖွဲ့အတွက်အနေနဲ့မဖြစ်စေချင်တာကြောင့်သူ့ကိုယ်သူဆွန့်လွတ်ခဲ့ပြီးတော့လမ်းမှာတယောက်တည်းကြံခဲ့ပါတယ်။တန်နာတို့မရင်းတပ်ဖွဲ့ကလည်းသူတို့ရဲ့အဓိကမရှင်ပြီးဆုံးသွားတာကြောင့်တက်ကူတွေခေါ်ဖို့ရဟတ်ရင်နဲ့ပြန်လည်ထွက်ခွာခဲ့ပါတယ်။ဂျက်ရဲ့တည်ဆုံမှုကြောင့်မတ်ဟာရန်ဝမ်းနဲ့ရပေမဲ့သူ့ကိုယ်ရဲ့နေရာကိုဆက်ခံပြီးတော့ Wolverine အဖွဲ့ကိုဆက်လက်ဦးဆောင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။စကားဆုံးမှာတော့မတ်ဟာကြံနေသေးတဲ့ Wolverine အဖွဲ့ဝင်တွေအတူမြောက်ကိုရီးယားတွေကိုဆက်လက်တစ်ခုခံတိုက်ခိုက်နေတာကိုပြသထားပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့အလံတော်ကိုလွှင့်ထူပြီးတော့ရန်သူတွေကိုအမေရိကန်ပြည်ကနေပြီးတော့မောင်းထုတ်ဖို့ဆုံးဖြတ်ချက်ခိုင်မာစွာနဲ့တိုက်ပွဲဝင်နေကြတာကိုပြသထားပြီးတော့ဇာတ်ကားလေးကလည်းပြီးဆုံးသွားပါတယ်